ပြောမယ်သင်ခန်းစာဘာလဲဆိုရင် PowerPoint မှာ chain case တယ်နော်စာတွေကိုဟိုကစာရိုက်လိုက်တဲ့ပုံစံကတော့အခုဆိုဒီပုံစံတိုင်းရိုက်ထားတယ်ပေါ့နော်သူ့ကို chain case လုပ်ချင်တယ်ဒါဆိုဘယ်လိုလုပ်ချင်တာလဲ chain case ဆိုတာပါလဲ chain case မှာစာလုံးတွေအားလုံးကို capital letter တွေနဲ့ရွေးရေးတာ small letter တွေနဲ့ရေးတာ sentence ပုံစံနဲ့ရေးတာလိုမျိုးကြီးရောခေါင်းစဉ်တိုက်တဲ့ပုံစံနဲ့တိုက်တဲ့ case နော်တိုက်တဲ့ပုံစံနဲ့ရေးတာဆိုအမျိုးမျိုးရှိတယ်ပေါ့နော်ဟုတ်ပြီဒီမှာဒါဆိုလို့ရှိရင်အခုရိုက်ထားတဲ့ဒီစာကိုဒီမှာ chain case လေးသုံးကြည့်ရနော်ဟုတ်ပြီအဲ့တော့ chain case သုံးချင်တဲ့စာကို select လုပ်ပါမယ်ပြီးရင် home နဲ့ကိုချက်သွားမယ်ဒီမှာတော့ font နဲ့ပတ်သက်ပြီးတော့ chain ရဖြစ်တဲ့အတွက်ကြောင့်မလို့ font နဲ့ပတ်သက်တဲ့ group ထဲမှာလည်းရှိရပြီးလို့ရှိရင်ဒီပေါ့နော်စီလေးနဲ့အသေးပုံစံလေးနဲ့လေအဲ့ဒါဘာလဲဆို chain case နဲ့ပတ်သက်တာပေါ့နော်သူတစ်ချက်သိလိုက်မယ်အခုဆိုလို့ရှိရင်ကျွန်တော် sentence case ပုံစံဖြစ်နေပြီးသားပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဘာလဲဆိုတော့ upper case ဆိုတာလေးချက်ပြောင်းကြည့်မယ်နော် upper case ဆိုလို့ရှိရင်တော့အားလုံးကို upper case ကဘာလဲဆိုအားလုံးကို capital letter တွေအားလုံးနဲ့ရေးရစာတွေအားလုံးစလုံးတိုင်းကို capital letter နဲ့ရေးရပါတော့ဟုတ်ပြီဒါက upper case ပြောင်းလိုက်တာပေါ့ဟုတ်ပြီကျွန်တော်တို့ကupper case ကနေပြီးတော့ sentence case ကိုချက်ပြန်ပြောင်းကြည့်မယ်နော် select ချက်ဝင်လိုက်မယ်ပြီးလို့ရှိရင် home ကိုသွားလိုက်မယ်ပြီးရင် chain case နေရာလေးကိုပဲတစ်ချက်ပြန်လိုက်မယ် sentence case ကိုတစ်ချက်နှိပ်ကြည့်အောင်ဒါဆိုလို့ရှိရင် sentence case ဆိုတာကအရှိစလုံးလေးအကြီးနောက်ကစလုံးလေးအားလုံးအသေးပါနော်ဟုတ်ပါပြီဒါက chain case ပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုတစ်မျိုးလုပ်ကြည့်အောင် lower case ကိုချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဘာလဲဆိုစလုံးလေးအကုန်လုံးအသေးပြောင်းတာပေါ့နော်Now capitalize each word ဆိုလို့ရှိရင်တော့စကလုံးတစ်လုံးရဲ့အရှိစလုံးလေးတွေပဲအကြီးနဲ့ထားတာပေါ့နော်ဟုတ်ပြီတော့ကိုတိုက်တဲ့ပုံစံလေးကိုသုံးကြည့်ပေါ့နော်အခုဆိုလို့ရှိရင်ဒီမှာ upper case ထားကြည့်အောင်ဟုတ်ပါပြီဒါဆိုရင်ဒါ chain case ပေါ့နော်ဟိုစာလုံးစာရတော့ကိုရိုက်ချင်လို့ရိုက်တာပဲပြီးတော့မှ case တွေလိုက် chain လို့လည်းရတယ်ပေါ့နော်ဒါကတော့ chain case နဲ့ပတ်သက်တဲ့သင်ခန်းစာလေးပါ